Hello everyone အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဒီအရင်နေ့ကသင်ခဲ့တဲ့ပေါ့နော်ဒီ verb to be နဲ့ sentence တည်ဆောက်ပုံလေးကိုဒီထက်ပိုပြီးမှရှင်းပြပေးမှာပိုပြီးမှပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ MSR သုံးပြီးမှ simple sentence လေးကိုတည်ဆောက်ကြရအောင်အရင်နေ့က video မှာ subject ရယ် verb to be ရယ် noun ရယ်ပေါင်းပြီးမှ sentence basic sentence ပေါ့နော်အရင်ရိုးရှင်းတဲ့စာကြောင်းလေးတွေတည်ဆောက်ခဲ့ကြရပေါ့နော်Okay အဲ့တော့တစ်ချက်ပြန်လေးနှွေးပေးပါမယ် subjective pronoun တွေကဘာတွေလဲဆိုရင် I we you they he she it okay I ကဘာနဲ့တွဲလဲ am we are you are they are he is she is it is ဟုတ်တယ်နော်ဒါလေးတွေနဲ့တွဲပါတယ် okay အဲ့ဒါဆိုရင်နောက်ထပ်ဒီပေါ့နော် verb to be နဲ့ sentence တည်ဆောက်တဲ့အခါမှာအသုံးပြုတဲ့ adjective တွေအကြောင်းကိုပြောပြပါမယ် adjective ဆိုတာကမြန်မာလိုဆိုရင်နာမဝိသေသနလို့ခေါ်တယ်ပေါ့နော်သူက modifying nouns ပေါ့ nouns လေးကိုအထူးပြုတယ်ပေါ့နော် okay example adjective are beautiful ugly and beautiful ကရုပ်ချောတာဟုတ်တယ်နော်မြန်မာလိုဆိုရင်တော့နဲ့အဆုံးသတ်တာပေါ့ beautiful ရုပ်ချောတော့ ugly ရုပ်ဆိုးတော့ပေါ့ and then next one happy and sad and ဒါ opposites ပေါ့ဆန့်ကျင်ဘက်တွေလေးရေးပြီးထားတာပေါ့နော် adjective တွေကတော့အများကြီးရှိတယ်အဲ့တော့အဲ့ထဲမှာ happy ပျော်ရွှင်တော့ sad ဝမ်းနည်းတော့ okay and then next oneဒီချက်မြားလေးမထိုးဘဲနဲ့ပြောနေเนาะ next one white and narrow white ကျယ်ဝန်းတော့ narrow ကျဉ်းမြောင်းတော့ okay နောက်တစ်ခုက clever and he's clever စာတော်တော့ပေါ့เนาะ bad bad ဆိုရင်မတော်ဘူးပေါ့เนาะဆိုးရွားတာပေါ့ okay patient စိတ်ရှိတော့ impatient စိတ်မရှိတော့ပေါ့ okay ဟုတ်နော် clever နေရာမှာ good တို့ဘာလို့လဲသုံးလို့ရ bad နေရာမှာတခြား dull လို့တခြားစကားလုံးတွေလည်းသုံးလို့ရတယ်ပေါ့နော် okay ဒါကအများစုနဲ့ရင်းနှီးမယ်ထင်တဲ့စကားလုံးလေးကိုသုံးပြထားတာဖြစ်ပါတယ်အဲ့တော့ example sentence လေးတွေကြည့်ကြရအောင် okay exercise လေးပေါ့နော် I am a girl okay I subject အနေနဲ့သုံးတယ် am verb to be a girl noun အနေနဲ့သုံးတယ်ပေါ့အဲ့ sentence လေးကိုပို့ပြီးမှ I am a girl မဟုတ်ဘဲနဲ့ကျွန်တော်ကလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်တယ်ရိုးရိုးမိန်းကလေးမဟုတ်ဘလူးမိန်းကလေးလေဟုတ်တယ်နော်အဲ့ဒါဆိုရင်ကျမတို့ဒီလိုလေးပြောင်းရေးလို့ရပါတယ် I am a b e a u t i f u l beautiful girl okay မိန်းကလေးတစ်ယောက်ဖြစ်တယ်ဘလူးမိန်းကလေးလေလှပသောမိန်းကလေးတစ်ယောက်ဟုတ်တယ်နော်အဲ့တော့ဒီ sentence လေးမှာ beautiful adjective နောက်ကဘာလေးကပ်လိုက်လဲဆိုရင် noun လေးကပ်လိုက်ပါတယ် I am a beautiful girl ဟုတ်တယ်နော်ကျွန်တော်မိန်းကလေးတယောက်ပဲမဟုတ်နော်တာမန်မိန်းကလေးမဟုတ်ဘယ်လိုမိန်းကလေးလဲ a beautiful girl okay ဒါဆိုရင် verb to be subject verb to be adjective noun နဲ့စာကြောင်းလေးတည်ဆောက်လို့ရတယ်နောက်တစ်မျိုးဘယ်လိုလေးတည်ဆောက်လို့ရသေးလဲဆိုရင် I am example b e a u t i f u n beautiful ကျွန်တော်ကလှတယ်လို့ဆိုလိုတာI am beautiful ကျွန်တော်ကလှတယ်လို့ဆိုလိုတာစာကြောင်းနှစ်ကြောင်းလုံးကမှန်တယ်နေရာအထားသို့ပဲကွဲသွားတာဟုတ်တယ်နော် okay she is a teacher ဒါလေးလဲ subject ရယ် verb to be ရယ် noun လေးရဲ့ပိုင်းမှာစာကြောင်းလေးတိဆောက်ပြထားတယ် okay အဲ့ဒါလေးကိုလည်းဒီ adjective လေးသုံးပြီးမှadjective လေးသုံးပြီးမှတိဆောက်ကြည့်အောင်ဟုတ်တယ်နော် she is a spelling is wrong she is a patient teacher She's a patient teacher သူမကဆီယာမဘလို့ဆီယာမမျိုးလဲစိတ်ရှိတော့ဆီယာမဖြစ်ပါတယ်ပေါ့ okay အဲ့ဆိုတော့ teacher က noun teacher ရှေ့မှာ teacher ကဘလို့ teacher လဲဆိုတာသိအောင်လို့ရှေ့မှာ adjective လေးတောင်းလိုက်တယ် she is a patient teacher okay သူမကစိတ်ရှိတယ်လို့ပြောခြင်း she's patient ပေါ့သူမစိတ်ရှိတယ်လို့ပြောခြင်း she is patient p a t i e n t patientသူမစိတ်မရှိဘူးလို့ပြောခြင်း she is impatient ကျွန်တော်အမေကစိတ်မရှိဘူးလို့ပြောခြင်း my mother is impatient okay ဟုတ်ပြီနော် okay ဒါ plural form လေး number 3ကကျွန်တော် they are carpenters သူတို့ကလက်သမားတွေဖြစ်ကြတယ် okay ဒါပေမဲ့သူတို့ကအိမ်ဆောက်တာမတော်ဘူးကောင်းလည်းမကောင်းဘူးဟုတ်တော့နော်အဲ့တော့သူတို့မအပ်တင်ဘူးနောက်တစ်ခါအဲ့ဒါဆိုရင်သူတို့ bad review ပေးတော့မယ်အဲ့တော့မကောင်းဘူးလို့ပြောမယ်အဲ့တော့သူတို့ကဘလို့ carpenter လဲဆိုရင် they are carpenter ကိုမှဘလို့ carpenter လဲပြောချင်တာ bad carpenters carpenters plural form ဖြစ်တဲ့အတွက်အရှိမ e နဲ့ m မပါပါဘူး adjective လည်း noun တစ်ခါလေးလိုက်ပါတယ် noun နောက်မှာ s လေးပါပါတယ် they are bad carpenters okay တကယ်လို့ဒီ carpenters က
ဒီလက်သမားတွေကဆိုးလိုက်တာလို့ပြောချင်တယ်ဆိုလို့ရှိရင် subject မှာ they မသုံးဘဲနဲ့ the carpenters 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 are bad လို့သုံးလို့ရပါတယ်စမ်းတဲ့တိဆောက်ပုံလေးနော်ရိုးရိုးရှင်းရှင်းလေးနဲ့ပြောလို့ရတယ်နော် okay next one နောက်တစ်ခု we are learners ကျွန်တော်တို့ကလေ့လာသင်ယူသူတွေဖြစ်တဲ့ဘယ်လိုလေ့လာသင်ယူသူတွေလဲဆိုရင်တော်တဲ့လေ့လာသင်ယူသူတွေလို့ပြောချင်တယ်အဲ့တော့ we are clever good လဲသုံးလို့ရအောင်နော် we are clever LEARNERS learner we are clever learners ဒါက adjective လက် noun ကိုသုံးလိုက်တာအဲ့မှမဟုတ်ဘဲနဲ့ဒီလေ့လာသင်ယူသူတွေကအရန်ကိုမှတော်တာပဲလို့ပြောချင်တယ်ဆိုရင် the learners are sorry CLEV are clever ဒီလေ့လာသင်ယူသူတွေကတော်ကြတယ်ဟဲ့ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ် okay the third one sorry the last one okay he is a baker do you know baker the baker is a person who work at the bakery နည်းနည်းလေးအင်္ဂလိပ်လိုလေးထည့်ပြောမယ်နော် baker ဆိုတာက the person လူပုဂ္ဂိုလ်ဖြစ်ပါတယ် who work အလုပ်လုပ်ပါတယ် at the bakery မုန့်ဆိုင်မှာမုန့်တိုက်မှာပေါ့နော်အလုပ်လုပ်တဲ့သူကို baker လို့ခေါ်တယ်အဲ့တော့ဘယ်လို baker မျိုးလဲဟုတ်တယ်နော်သူ့ကိုဘယ်လို baker မျိုးလုပ်ပေးရမလဲဆိုရင်ကောင်းတဲ့သူပဲလုပ်ပြလိုက်မယ်နော်တော်တဲ့ပေါ့နော်တော်တာဆိုဒီနေရာမှာ clever တော့မသုံးတော့ good လေးသုံးကြည့်မယ်နော်အဲ့တော့ he is a good baker ဒီ baker ကလေရမ်းတော်တယ်လို့ပြောချင်နော် the baker is good okay ရမလားအဲ့တော့စာကြောင်းတိဆောက်တဲ့အခါမှာပေါ့နော် subject ပြုလုပ်တဲ့သူလာတယ်ပေါ့နော်အဲ့ subject ပြီးရင် verb to be okay verb to be ပြီးနောက်မှာလိုက်လို့ရတာဘာရှိမလဲဆိုရင် noun ဟုတ်တယ်နော် noun အနေလည်းရတယ်အများလည်းရတယ်ဒါမှမဟုတ်ရင် adjective လည်းလိုက်လို့ရပါတယ်ဟုတ်တယ်နော်ရှင်ရင်တော့သင်ခန်းစာမှာကျွန်တော် noun လေးလိုက်ပြတယ်အခုကကျွန်တော် adjective လေးနဲ့တွဲသုံးပြတာဖြစ်ပါတယ်နားလည်မယ်လို့ထင်ပါတယ်အဲ့တော့ဒီ subject verb to be noun ရဲ့ subject verb to be adjective တွေကိုဒီပေါ့နော်ဒီ exercise လေးတွေသုံးပြီးမှတကယ်လို့ comment မှာရေးခြင်းနေဆိုရင်လည်းရေးခဲ့လို့ရပါတယ်အခုမှ sharing စလုပ်ပေးနေတာဖြစ်လို့တကယ်လို့သိချင်တာလေးရှိရင်လည်းမေးခဲ့လို့ရပါတယ် Thank you for today bye bye see you ပါနောက်ထပ်သင်ခန်းစာလေးတွေနဲ့ပြန်လည်ဆုံတွေ့ကြရအောင်